ကမာကြီးအကြောင်းဆွေးနွေးကြမယ်ဒီစကားလေးကကြားလိုက်ရင်တော့အရင်ရိုးရှင်းတယ်လို့ထင်ရပါမယ်တကယ်မှတော့အင်မတန်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုကိုဖိတ်ခေါ်နေတာနဲ့တူတူပါပဲဒီနေ့ကျွန်တော်တို့ရဲ့သုံးသက်ချက်မှာတော့ဒီစကားတစ်ခွန်းဒီစကားနဲ့အထွေးခေါ်တဲ့ဘလောက်တောင်ကျေပြန့်ထွားနိုင်မယ်ဆိုတာကိုအတူတူကြည့်ကြအောင်ဒါကတော့ကျွန်တော်တို့ရဲ့အတိတ်ကအရင်အမြစ်ပေါ့အင်္ဂလိပ်လိုဆိုရင် we will discuss this world လို့အဓိပ္ပာယ်ရပါတယ်ဒီရိုးရှင်းတဲ့စကားတစ်ခွန်းကပဲကျွန်တော်တို့ရဲ့ဒီနေ့စူးစမ်းလေ့လာမှုတစ်ခုလုံးအတွက်လမ်းပြမြေပုံဖြစ်လာမှာပါသူ့ရဲ့ရိုးစင်းမှုနောက်ွယ်မှာဘလောက်တောင်ရှုထွေးမှုတွေရှိနေလဲဆိုတာကြည့်လိုက်ကြရအောင်ဟုတ်တယ်ဒါကဖိတ်ခေါ်မှုတစ်ခုပဲဒါပေမဲ့ခဏလေးစဉ်းစားကြည့်ရအောင်ကဘာကြီးအကြောင်းပြောမယ်ဆိုရင်ဘယ်ခဏစပြောမှလဲပထဝီဝင်အကြောင်းလားနိုင်ငံရေးအကြောင်းလားဒါမှမဟုတ်တယောက်ချင်းစီရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကနေစမလားဒီမေခုမှပဲဒီဆွေးနွေးမှုရဲ့အကြီးမားဆုံးစိန်ခေါ်မှုပါပဲပထမဆုံးအနေနဲ့ဒီဖိတ်ခေါ်မှုကဘာလို့ဒီလောက်တောင်ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုဖြစ်နေရတာလဲအဲ့ဒါကိုရင်ဆုံးနားလည်အောင်စ조사ကြည့်ကြရအောင်ကဲဒီပြဿနာရဲ့အရင်းမြစ်ကိုနားလေးကိုဆိုရင်လေဟိုးအစကဝါကြားလေးစီပဲပြန်သွားကြည့်ရအောင်စကလုံးတိုင်းမှာအဒီပေတွေအများကြီးစီနေပါတယ်ဒီစကားကရိုးရိုးလေးပြောတာမဟုတ်ပါဘူးဒါကတကယ်တော့အဆုံးမရှိရဲ့မီးခိုးနေရှုထောက်နေနေပြည်နေတဲ့စကားဝိုင်းကြီးတစ်ခုကိုဆက်လိုက်ကြရအောင်လို့ဖိတ်ခေါ်နေတာမျိုးပါကဘာကြီးဆိုတဲ့စကားလုံးတစ်လုံးထဲမှာပဲအရာအလုံးကြီးပါဝင်နေတာကိုခဲဒီလောက်ကျေပြောလာတဲ့ခေါင်းစဉ်ကြီးကိုကင်တွယ်ဖို့ဆိုရင်တော့ကျွန်တော်တို့ရဲ့အာယုံစိတ်မှုကိုနည်းနည်းလေးကြီးမြောင်းလိုက်ကိုလိုးလာပြီစိတ်နှမှုရဲ့အဓိကအကြောင်းအရာဖြစ်တဲ့ကဘာကြီးဆိုတဲ့စကားလုံးကိုလည်းကိုပဲအရင်ဆုံးကြည့်ကြအောင်ဒီဝါကြလေးကိုပဲပြန်ကြည့်ကြမယ်ဒါပေမဲ့ဒီတစ်ခါမှတော့တခြားစကားလုံးတွေကိုခဏလေးပေးဖယ်ထားလိုက်ပြီးကဘာကြီးဆိုတဲ့ဒီစကားလုံးတစ်လုံးထဲရဲ့အတိပ္ပယ်ပေါ်မှာပဲအဖြစ်ဝါအာယုံစိုက်ကြည့်ကြရအောင်ကဘာကြီးတို့ပြောလိုက်ရင်ဒုတိယနဲ့တယောက်မြင်တာမတူနိုင်ပါဘူးတချို့ကတော့ဒါကိုဖထွားပြီးဝင်ဆိုင်ရာတည်ရှိမှုတစ်ခုကဘာလုံးကြီးတစ်ခုအဖြစ်မြင်တယ်တချို့ကနိုင်ငံကြီးနဲ့နယ်နိမိတ်တီပါတဲ့နိုင်ငံကြီးမြေပုံတစ်ခုလို့တွေးတယ်တချို့တို့ကြတော့ဒါဟာသက်ရှိတွေအားလုံးမိခိုနေရတဲ့ဂေဟာနစ်စစ္စတန်ရဲ့ကွန်ရက်တစ်ခုပေါ့ဒါမှမတူနေတဲ့ယဉ်ကျေးမှုတွေစုစည်းရနေရနောက်ဆုံးတူဦးချင်းစီတဲ့ကိုပိုင်အတွေ့အကြုံရဲ့စုစည်းမှုလည်းဖြစ်နေတာပဲလေโอเคအခုကဘာကြီးဆိုတာကိုဘလို့နီလအမျိုးမျိုးနဲ့ကြည်လို့ရလဲဆိုတာကိုနည်းနည်းလေးသဘောပေါက်သွားပြီဆိုတော့နောက်ကဆင့်အနေနဲ့အကြောင်းအရာတစ်ခုကိုနားလည်ဖို့အတွက်မတူရတဲ့ရှုထောင့်ဒါမှမဟုတ်မှန်ပြီလူတွေကိုဘလို့အသုံးပြုနိုင်မလဲဆိုတာဆက်ကြည့်ကြရအောင်ကျွန်တော်တို့ရဲ့အဓိကဝါကြလေးကိုပဲပြန်သုံးကြည့်အောင်အရင်ကကျွန်တော်တို့ကဘာကိုဆွေးနွေးမလဲဆိုတာကြည့်ခဲ့ကြတယ်အခုတော့ဘလို့ဆွေးနွေးမလဲဆိုတဲ့အပိုင်းကိုရောက်လာပြီဆွေးနွေးခြင်းဆိုတဲ့လောရက်ကိုယ်တိုင်ကဘလို့ရှုထောင့်နေလို့အောက်တယ်လေဒီနေရာမှာအရေးကြီးတဲ့စကားလုံးတစ်ခုကတော့ဆွေးနွေးမှုပုံစံပေါ့အင်္ဂလိပ်လိုဆို discourse ပေါ့လွယ်လွယ်ပြောရရင်လေဒါဟာအကြောင်းအရာတစ်ခုကိုကြည့်တဲ့ရှုထောင့်တစ်ခုပဲဥပမာဆရာဝန်တစ်ယောက်ကယောဂတစ်ခုကိုကြည့်တဲ့ပုံစံနဲ့လူနာတစ်ယောက်ကကြည့်တဲ့ပုံစံပဲတူမလဲဟုတ်တယ်မလားအဲ့ဒီလိုတွေးခေါ်ပုံပြောဆိုပုံမတူတာကို discourse လို့ခေါ်တာပေါ့ဒီမှာဆိုရင်ကဘာကြီးကိုကြည့်နိုင်တဲ့အဓိကမန်ဘီလူ၄မျိုးကိုဖော်ပြထားပါတယ်တိပ္ပံနိကြရှုထောင့်ကဆိုရင်ရုပ်ပိုင်းဆိုင်ရာနိယာမတွေကိုကြည့်မယ်တမိုင်းရှုထောင့်ကနေဆိုရင်အတိတ်ကဖြစ်ရတဲ့နဲ့ဘလို့ဆက်ဆက်နေလေကြည့်မယ်အနုပညာရှုထောင့်ကအလားတရားနဲ့ခန်းစားချက်ကိုအဓိကထားပြီးတော့ကိုယ်ပိုင်အတွေ့အကြုံကတော့တူချင်းစီရဲ့ခန်းစားမှုကိုဖော်ပြမှာဖြစ်ပါတယ်ဒီရှုထောင့်ဒီဆိုလာကိုလက်တွေ့ကြတဲ့ဥပမာတစ်ခုနဲ့ကြည့်ရအောင်တောင်တလုံးကိုမန်မီလူနှမျိုးနဲ့ကြည့်ကြမယ်တစ်ပံမန်မီလူကနေကြည့်လိုက်ရင်မြေလွှာလှုပ်ရှားမှုကြောက်သားဖွဲ့စည်းပုံအမြင့်ပယ်နဲ့တိုက်ဆောက်မှုပုံစံတွေကိုမြင်ရပါမယ်အနုပညာမန်ဘီလူကနေကြည့်လိုက်ရင်တော့အဲ့ဒီတောင်ကြီးဟာထာဝရတည်မြဲခြင်းရဲ့သင်္ကေတစိတ်ကူးစိတ်ကန်းရဲ့ရင်းမြစ်အလားတရားတစ်ခုဒါမှမဟုတ်ကြော်လွှားရမယ့်စင်ခေါ်မှုတစ်ခုဖြစ်မြင်နိုင်ပါတယ်အရာဝတ္ထုကတစ်ခုတည်းဒါပေမဲ့ရှုထောင့်ပြောင်းလိုက်တာနဲ့သူ့ရဲ့အသေးပဲကလုံးဝပြောင်းလဲသွားပါတယ်ကဲရှုထောင့်တစ်ခုချင်းစီကိုတော့နားလဲသွားပြီအခုတကယ်ကိုအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့အဲ့ဒီရှုထောင့်တွေကိုပေါင်းဆက်လိုက်တဲ့အခါဘလို့စွမ်းအားမျိုးရလာမလဲဆိုတာပါပဲဆွေးနွေးခြင်းဆိုတဲ့စကားလုံးလေးကိုပြန်ကြည့်အောင်ဒီစကားလုံးရဲ့အဓိပ္ပာယ်ထဲမှာကိုကရှုထောင့်တစ်ခုတည်းထပ်ပိုလိုအပ်တယ်ဆိုတာပါနေပြီဒါဟုတ်တယ်လေတကယ်ကိုအဓိပ္ပာယ်ပြီးွားတဲ့စကားဝိုင်းတစ်ခုဖြစ်ဖို့ဆိုရင်အမြင်တစ်ခုတည်းနဲ့ဘလို့လုံးလုံလောင်းပါလေဒီစကားကဒီကေကိုမှတ်သားစရာပဲရှုထောင့်တစ်ခုထဲကလမ်းကြောင်းတစ်ခုကိုပဲပြနိုင်တယ်ရှုထောင့်များစွာကတော့ရှုခင်းတစ်လုံးကိုဖော်ပြတဲ့စဉ်းစားကြည့်လေပြဿနာတစ်ခုကိုဘေးတစ်ဖက်ထဲကပဲကြည့်နေရင်ပုံအဖြစ်ဆုံးကိုဘလို့မြင်နိုင်မှာလဲဒါဆိုအဓိပ္ပာယ်ပြေးွားတဲ့ဆွေးနွေးမှုတစ်ခုကိုဘလို့တိဆောက်မလဲဒီမှာလက်တွေ့ကြတဲ့အဆင့်၄ဆင့်ရှိပါတယ်ပထမဆုံးကိုတိချင်တဲ့မိခွန်းတစ်ခုကိုမေးပါပြီးရင်ရှုထောင့်တစ်ခုနဲ့စပြီးချင်းခဲ့ကြည့်ပါပြီးတာနဲ့လုံးဝမတူရဲ့ဒုတိယရှုထောင့်တစ်ခုကိုမိတ်ဆက်ပါအရေးကြီးဆုံးကတော့နောက်ဆုံးအဆင့်ပါအဲ့ဒီရှုထောင့်နှစ်ခုရဲ့တူညီတဲ့နေရာတွေ၊ကွဲပြားတဲ့နေရာတွေကိုရှာဖွေပြီးပေါင်းဆက်သုံးပတ်တာပါပဲ
ကဲနောက်ဆုံးအနေနဲ့ကျွန်တော်တို့အစပိုင်းကစခဲ့တဲ့အဲ့ဒီဖိတ်ခေါ်မှုလေးစီကိုပြန်သွားကြရအောင်ဒီနေရာမှာသဘောပေါက်ရမှာကဒါအဖြစ်ရှားပြီးအဆုံးသတ်ရမည့်အလုပ်တစ်ခုမဟုတ်ဘူးဒါဟာဘယ်တော့မှမပြီးဆုံးနိုင်တဲ့ခီးစဉ်တစ်ခုလိုပါပဲ ဒီသုံးသက်ချက်ကနေအဓိကမှတ်သားရမှာကဒါပါပဲရီမန်းချက်ဟာအပြေမှန်တစ်ခုတည်းကိုရှာဖို့မဟုတ်ပါဘူးစကားဝိုင်းကိုပို့ပြီးကြွယ်ဝစေဖို့နားလည်မှုကိုပို့ပြီးနှက်ဆိုင်စေဖို့ပဲဖြစ်ပါတယ်တန်ဖိုးရှိဆုံးကအပြေမှန်မဟုတ်ပဲဆွေးနွေးမှုပြုလုပ်ခြင်းဆိုတဲ့လုပ်ရပ်ကိုယ်တိုင်မှာရှိနေရပါ ဒါကြောင့်ဒီဝါကြလေးကိုနောက်ဆုံးတစ်ကြိမ်ပြန်ကြည့်တဲ့အခါမှာတော့ဒါဟာမခိနိုင်တဲ့စိန်ခေါ်မှုကြီးတစ်ခုမဟုတ်တော့ပါဘူးဒါဟာဖိတ်ခေါ်မှုတစ်ခုအခွင့်အရေးတစ်ခုဖြစ်သွားပြီဟုတ်တယ်ကျွန်တော်တို့ဒီကဘာကြီးအကြောင်းကိုဆွေးနွေးကြမယ်ပြီးတော့အဲ့ဒီလိုလုံနိုင်ဖို့လိုအပ်တဲ့နီလန်းတွေရှုထောင့်တွေလည်းအခုကျွန်တော်တို့မှာရှိနေသည် အဲ့တော့အဆုံးသက်မှာတကယ်တမ်းအရေးကြီးတဲ့မိခွန်းကဘယ်ကနေဆက်ရမလဲဆိုတာမဟုတ်တော့ဘူးတကယ်မိခွန်းကတော့ဒီစကဝိုင်းကိုကျွန်တော်တို့အားလုံးဘယ်လိုအတူတကွဆက်ပြီးဆွေးနွေးသွားကြမလဲဆိုတာပါပဲ